စိတပင်လင်းမဟာဗုဒ္ဓေအောင်မြေနေရ၌ငါတို့ဤနောက်ဆုံးနေ့မြတ်စွာဘုရားရှင်အပူဇော်ခေရပါ၏မြတ်စွာဘုရားရှင်အပရာဇိတငြိမ်းချမ်းဖြင့်ပေါ့ရာမိုင်ငါဘကောအောင်ရဲ့သိစ္စာလေးပါးတရားတော်ကိုသိတော်မူရာမြတ်စွာဘုရားရှင်ပတ္တိကရှင်ဉာဏ်တို့ကိုရတော်မူရာမဟာဗုဒ္ဓေညောင်းပင်အပရာဇိတရွှေပင်လေးနဲ့တပည့်တော်တို့သည်ပူဇော်ကြရပါ၏ဘုရားရှင်အားဒီကိုပူဇော်ကြောကြရပါမြတ်စွာဘုရားဇယံတော်ဗုဒ္ဓရာမူလေသိက္ခာနာနန္တိဝတ္တနောဧဝမေဝဇယောဟောတောဇယတောဇယမင်္ဂလေအပရာဇိတာပန္လင်ကေတိသေဘုဒ္ဓရေပုဂ္ဂလေပိစေကေသဗ္ဗဗုဒ္ဓနာအက္ခပတ္တောဘုမောတတိဇယစေကိုဇယံတော်ရောဇယေတပေဇယသနေဇယပိတိဇယေတိနံဇယံတေတုဇယောတရောယောဇိနောပါရမီတော်စိတ်ဆက်အောင်လည်းနဲ့သိရှင်အောင်မြင်တဆိုးဖြစ်တော်မူသောမြတ်စွာဘုရားရဲ့လေဇယသနေအောင်သိတိစိတ်မြင့်သည်ပလင်ပွေနဲ့အောင်ပင်ရဲ့နဲ့ဇယိတပေအောင်အပ်သည်တရားမှန်ငါပါအပေါင်းတို့ကိုဇယံတော်ဧတော်မူရဲ့ဇယံတော်အောင်တော်မူရဲ့အောင်တော်မူရဲ့ဇေတိနံအောင်တော်မူရာဖြစ်တော်ဘုရားတော်လေဇေယပိတိကိုတော်မြတ်နဲ့အတော်အောင်ပွဲကိုဆက်ရှုရဲ့အောင်တော်မူခဲ့လေရောက်တော်အောင်သူတကားတွေထိတ်တဲ့အောင်မြင်တကားတွေမိုင်ကျအောင်ချင်းတကားတွေဥရှာအောင်တော်မူသောမြတ်စွာဘုရားကိုနမမရှိကိုဥရဲကတို့ကြပါကုန်မြတ်စွာဘုရားယောဇိနောနေကဇာတိယမဗုဒ္ဓဒါရမံကဇိဝိတံပိဘောဓိဗေမတောအလကမနာသောအာဒာတိဝေဝအထေကသဒါနပါရမင်တတောပရံအပုရိသီလပရမတိကမိသာသမတိယပိယတမကဟဓမ္မဟံတိပကနမမေယောဇိနောငါဘာမယယံဝံကိုမရွဲ့မတေရှင်သေးစေဖြင့်နေနေခြင်းမှဝက်ခရအောင်မှလွှဲထိုးခြင်းအောင်တော်ရသောရရှင်သည်အနေကဇာတိယံိနေသုံးလေကနံရေရွေ့ရှင်တယ်မလွယ်မြတ်ကျေလှစွာဘောလေးသင်္ခေကဘာတရင်ကာလအတွင်း၌ဘောဓိပေမတော်ဘောဓိဉာဏ်ရှိ၍တည်းပြီးငါတရားလည်းမပါသေးဘူးငါတို့မင်းလေးလေးခဏရေးသားခိုင်ရခရငါတခုလည်းမပါသေးဘူးဗီဒီယိုဉာဏ်တော်ဘောတရား